လုံးမင်္ဂလာပါပထမဆုံးဒီဗီဒီယိုလေးကိုအရင်ကြည့်လိုက်အောင်ဗျာဟုတ်ကဲ့ပါဒီဗီဒီယိုလေးရဆိုရင်တော့ဒါတော့ social media မှာရေးပန်းစားနေတဲ့အမေရိကန်သမ္မတ Donald Trump ရိုက်ခံရတဲ့ဗီဒီယိုပဲဖြစ်ပါတယ်တချို့ကတော့ပြောကြတယ်ဒီဗီဒီယိုကအမှန်တကယ်မဖြစ်နိုင်ဘူးဒီဗီဒီယိုက AI နဲ့လုပ်ထားတဲ့ဗီဒီယိုလိုပဲပြောနေကြတာပဲဖြစ်ပါတယ်ဟုတ်ပါတယ်တကယ်တော့ဒီဗီဒီယိုဟာအမှန်တကယ်ရိုက်ခံရတဲ့ဗီဒီယိုပဲဖြစ်ပါတယ်ဒီဖြစ်ပြရဆိုရင်တော့2024ခုနှစ်မတ်လ16ရက်နေ့မှာဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်အိုဟိုင်းရိုးပြည်နယ်ဖန်တေလီယာမြို့မှာရှိတဲ့ရာယိုလေးစိတ်မှာကျင်းပတဲ့ဟောပြောပွဲတစ်ခုမှာခုလိုမျိုးရိုက်ခံရတာပဲဖြစ်ပါတယ်ဝင်ရောက်ရိုက်ခဲ့တဲ့သူကဘယ်သူလဲဆိုတော့အမေရိကန်လေတပ်ဌာနကနေပြီးတော့အသက်22နှစ်အရွယ်တာချန်စတီဖင်အေတိုင်းမော်ပေါ်ပဲဖြစ်ပါတယ်အဲ့ဒီဖြစ်ရကြောင်းတစ်စက်တည်းမှာပဲသမ္မတဒေါ်နယ်ထရန့်ရဲ့လုံခြုံရေးတရားဆိုရင်တော့တာချန်ကိုအမြန်ဆုံးဖမ်းမိပြီးတော့အခုလက်ရှိချိန်မှာဆိုရင်တော့တရားစွဲဆိုထားတာပဲဖြစ်ပါတယ်အဲဒါဆိုရင်တော့မိတ်ဆွေတို့အနေဖြင့်ဒီဗီဒီယိုရဲ့အမှန်ကိုသိသွားကြလိမ့်မယ်လို့ထင်ပါတယ်ကြည့်ရှုမှုအတွက်လည်းကျေးဇူးတင်ပါတယ်